အကျဉ်းသားမရရင်မန္တလေးတိုင်းစိတ်သက်ကြက်ခိုင်မြင်းကြံခရိုင်ခင်မင်တက်တဲ့နွားထိုးကြီးနဲ့စပူတကြောရွှေစည်းတော့အဲ့ဒါတော့ကိုထွန်းရဲ့ရွာပါတချို့ကကိုထွန်းပေါ့နော် Messenger ကနေမှလာမေးကြတယ်ဟွာတဲ့ကိုထွန်းကပေါ့နော်ဒီကိုရီးယားမှာတဲ့စာသင်ခန်းထဲမှာတချင်းတွေဖွင့်ခိုင်းပြီဆိုရင်ねဘာလို့တဲ့တောတချင်းတွေပဲဖွင့်ခိုင်းတယ်နော်တဲ့ကိုထွန်းကကြည့်ရတာတဲ့တောသားတဲ့တူရဲတဲ့ဒီပေါ့နော်ကြီးရွာလေးရတယ်တူရဲတဲ့ဘေးကြီးရွာလဲတဲ့ကိုထွန်းရဲ့ရွာဘေးရွာလဲလို့လာမေးကြပါတော့အမေးများလို့ကိုထွန်းကဒီဗီဒီယိုလေးနဲ့အတူဖြေလိုက်တာပါကိုထွန်းတို့ရွာကိုပေါ့နော်ကိုထွန်းတို့ရွာလူတွေကရွာကိုခေါ်လို့ကောင်းအောင်ပေါ့နိုင်မယ်လေးပေါ့နော်မှဲ့ထားအဲ့လိုလေးပေါ့နော်အဆူလေးနဲ့သူ့အဆူလေးနဲ့သူမှဲ့ထားအဲ့အဆူလေးကဘာလေးလဲဆိုရင်အဲ့လိုပေါ့နော်မှတ်ထားနော်ပြန်ပြောမယ်အကျဉ်းသားမရိုင်းမန္တလေးတိုင်းစိတ်သက်ကြက်ခိုင်မြင်းကြံခရိုင်ခင်မင်တက်တဲ့နွားထိုးကြီးနဲ့စပူတကြောရွှေစည်းတော့အလဲလာဖို့ဖိတ်ခေါ်ပါရဲ့တဲ့ရွှေစည်းတော့ပေါ့နော်အဲ့လိုမျိုးတည့်ရလူတွေသိမှာပါတည့်ရဆိုရင်ကိုထွန်းရဲ့ရွာနာလေးကိုရောက်တယ်ဆိုရင်အလဲဝင်ခဲ့ပါလို့နော်အဲ့မှာအဖေတို့မေတို့ရှိပါတယ်အဲ့မှာမိသားစုတွေလည်းရှိပါတယ်ကိုထွန်းကတော့ဒီကိုရီးယားမှာဆိုတော့မရှိဘူးပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်